ပြီးခဲ့တဲ့အပိုင်း9မှာမြောင်မင်းကခမည်းရဲ့အိမ်နီးချင်းကနတ်ဝေစာဖြစ်နေတာတောင်ဘာလို့သူတို့နဲ့အတူတူမတည်သေးအောင်တရားမချင်ချင်တာလဲလို့မေးလိုက်ပါတယ်ဒီအပိုင်း6မှာတစ်ခုတမားကအင်းငါဘဝကလည်းခံဆိုးလုံးပါတယ်မိဘတွေကငါ8နဲ့9နဲ့အရွယ်အထိကျွေးမွေးပြုစုခဲ့ကြတယ်အတီတရားလေးနည်းနည်းဝင်ခါစားမှပဲအဖေကကွယ်လွန်သွားခဲ့တယ်အမေကမိုးဆိုးမှဖြစ်ချင်ခဲ့တယ်ငါမှလည်းမောင်နှမအရင်ချာမရှိတော့အမေအိုကိုငါတယောက်သေးပြုစုနေရတာပေါ့အခုတော့အမေကလည်းအသက်ကြီးပြီဆိုတော့လူမရှိရင်မဖြစ်ဘူးလေလဲရမီတွေကလည်းပျက်စီးကုန်ပြီဝတ်ဖို့စားဖို့ကလည်းခက်ခဲတော့တောထဲမှာတိခုတ်ပြီးဈေးမှာတွားရောက်ပြီးရတဲ့ပိုက်ဆံနဲ့စားလေးဝယ်အကျန်းစားဟင်းလျာလေးတွေနဲ့အမေအိုကိုလုတ်ကျွေးနေရတာပါဒါကြောင့်ငါတရားကျင့်ဖို့မတွားနိုင်တာပါလို့ပြောလိုက်တယ်မြောင်မင်းကဒါဆိုမင်းကတကယ်ကိုမိဘကိုလုတ်ကျွေးတယ်တားလိမ့်ပါတယ်နောက်နောင်ကုသိုလ်ကံတွေကောင်းလာမှာပါဒါဆိုရင်အဲ့ဒီနမင်းကြီးနေတဲ့နေရာကိုပြောပြနိုင်မလားငါတွားရောက်ဂါရဝပြုခြင်းလို့ပါလို့မေးလိုက်တယ်တကယ်တော့ဒီစကားဝိုင်းဟာရှစ်သမမြောက်ဘိုးတော် Six Patriarch တမိုင်းမှတ်တမ်းကနေဆင်းသက်လာတာပါ platform ဆိုတရာမှတ်တမ်းအရာရှစ်သမမြောက်ဘိုးတော်ဝှေနှင်းဟာရဲဟဲမချစ်ခင်ကအဖေစောစောစီစီဆုံးပါသွားခဲ့ပါတယ်အိမ်မှာအမေအိုတယောက်သေးရှိပြီးတစ်ခုတ်ရောင်းကအသက်မွေးဝမ်းကြောင်းပြုခဲ့ရပါတယ်ဒီနေ့မှတစ်ထွားရောင်းတော့ဝေသူကမင်းဘာလို့ကြောင်းတော်ကိုတွားပြီးတရားမကျင့်တာလဲလို့မေးတယ်ဝင်းနှင်းကအိမ်မှာအသက်ကြီးတဲ့အမေရှိတယ်အမေကိုပြစ်ထားပြီးငါဘယ်လိုသွားတရားကျင့်နိုင်မလဲလို့ပြန်ဖြေခဲ့ပါတယ်ဒီဇာလန်တဲကတစ်ခုသမားနဲ့မြောင်မင်းရဲ့စကားပြောခန့်ဟာဇင်းပုတ်ထားပါတဲ့ဘိုးတော်ဝင်းနှင်းရဲ့ပုံမြင်ကိုကူးကားထားတာပါစာအုပ်ထဲကအတိုင်းပြန်ပြောရင်တစ်ခုသမားကမဝဲပါဘူးဒီတောင်ကိုလင်းထိုင်ဖန်ချုံတောင်လို့ခေါ်တယ်တောင်ထဲမှာရှက်ရွယ်ဆန်းရှင်းကူရှိတယ်အဲ့ဒီမှာစူဘူတီလို့ခေါ်တဲ့နမင်းကြီးရှိတယ်သူ့စီမှာတပြည့်တဲ့အများကြီးပဲအခုတောင်30-40လောက်ဒီလောက်ကြည့်နေကြတယ်မင်းဒီလန်းအတိုင်းတောင်ဘက်ကို9မိုင်10မိုင်လောက်သွားရင်ရောက်နိုင်မယ်လို့ပြောပြလိုက်တယ်ဒီနေရာမှာလင်းထိုင်နဲ့ဖန်ချုံဆိုတာကြေရုပ်ရိုးရရင်းကြည်မှုအရာစိတ်နှလုံးလို့အဓိပ္ပာယ်ရပါတယ်။ Confucius ဝါဒမှာလည်းဖန်ချုံဆိုတာကိုခိုင်မာတဲ့စိတ်ဓာတ်ကိုတင်စားဖို့တုံ့ပါတယ်။ရှက်ရွယ်ဆန်းရှင်းဆိုတာကလည်းကြေရုပ်စလုံးစိတ်ကိုဖြန့်ခွဲကြည့်တဲ့ပုံစံမှာပဲ။ဂူအမီနဲ့တောင်းအမီဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီးနာမင်းကြီးရဲ့တရားဟာစိတ်ကိုကြင်ကြံခြင်းကိုအခြေခံကြောင်းဖော်ပြနေတာပါ။မြောက်မင်းကတစ်ခုတ်သမားရဲ့လက်ကိုဆွဲပြီးအကိုကြီးငါနဲ့အတူလိုက်ခဲ့ပါလား။အကျိုးထူးတစ်ခုခုရလာ၏မင်းရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးလို့ဖိတ်ခေါ်တယ်။တစ်ခုတ်သမားကကြီးလူဟာလေဘာမှနားမလဲသေးဘူးလားငါခုနကရှင်းရှင်းလင်းလင်းပြောပြီးပြီလေမင်းမတည်သေးဘူးလားငါမင်းနဲ့လိုက်သွားရင်ငါအလုပ်တွေပြတ်ကုန်မှာပေါ့အိမ်ကအမေအိုကိုဘယ်သူကျွေးမလဲငါတစ်ခုရောင်ဦးမယ်မင်းပါသာမင်းမဲသွားပါလို့ညင်းလိုက်ပါတယ်မြောင်မင်းလည်းတစ်ခုသမားကိုနှုတ်ဆက်ပြီးတောထဲကထွက်လာခဲ့တယ်လမ်းရှာပြီးတောင်ကုန်းတစ်ခုကိုကြော်လိုက်တော့9မိုင်10မိုင်လောက်မှာဂူပေါက်တစ်ခုကိုတွေးလိုက်ရပါတော့တယ်